Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Velocity ပတိအိုးတွေပေါ့နော်အဲဒီ Velocity ပတိအိုးတွေရဲ့အကြောင်းလေးကိုကျွန်တော် life cycle စစ်တာလေးကိုကျွန်တော်တို့တစ်ချက်ဆန်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဘကိုးမှာဆိုရင်တော့ဒီ Velocity ပတိအိုးဝယ်လို့ရှိရင်တချို့ကဟိုပါပေါ့နော်ဒီပြင် brand တွေကြတော့ life cycle စစ်လို့ရတယ် Velocity ကစစ်မရဘူးဆိုလို့ကျွန်တော်တို့ဒီနေ့Velocity ပတိအိုးတွေကိုကျွန်တော် life cycle စစ်တာလေးကိုတစ်ချက်စမ်းကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ရဝယ်တဲ့ဟာတွေကပတိအိုးတွေအကုန်လုံး parking နော်အသစ် parking life cycle လုံးဝမတက်ထားဘူးဆိုတဲ့ဟာလေးကိုကျွန်တော်စမ်းခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်ပဲခူးမြို့မှာလည်းVelocity ပတိအိုးတွေ life cycle အသစ်လားဟောင်းလားကျွန်တော်တို့ free စစ်ပေးပါတယ်နော်ကဲလို့တစ်ချက်လောက်ဖွင့်နော်ကျွန်တော်ဒီနေ့350ကျွန်တော်ဖွင့်ပြီးတော့ကျွန်တော်တို့စမ်းမှာဖြစ်ပါတယ်နောက်ပုံချက်နောက်ပုံချက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီ software လေးနဲ့ကျွန်တော်တို့ကော့တိုင်းစစ်မှာဖြစ်ပါတယ်နော်အဲဆိုရင်ကျွန်တော်တို့ power ဖွင့်ပါမယ်နော် power ဖွင့်ပြီးတော့ကျွန်တော်ဒီကောင်လေးနဲ့စစ်ပါမယ်နော်ဒီကြိုးလေးနဲ့ပြီးရင်ကျွန်တော်တို့နော်ကြိုက်တဲ့ပေါက်ထိုးလိုက်လို့ရပါတယ်နော်ထိုးပြီးသွားရင်ဆိုရင်ကျွန်တော်ဒီပတိအိုးရဲ့เนาะ10ဘယ်နှလုံးနဲ့တိဆောက်ထားတယ်ဒါကတော့ကျွန်တော်16လုံးနဲ့တိဆောက်ထားတာဖြစ်ပါတယ်เนาะဒါပတိရဲ့ဆဲတွေရဲ့ဘိုးရိပ်ပါเนาะပြီးသွားလို့ရှိရင်ဒီဘက်မှာကျွန်တော် SOC 33ဒီမှာကျွန်တော်တစ်ချက်ကြည့်မယ်เนาะ SOC 33ပြီးရင် life cycle ဒီမှာ0ပါเนาะအဲဆိုရင်ကျွန်တော်ဒီပတိအိုးလေးကအသစ်ပတ်ကင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ပဲခူးမြို့မှာVelocity ပတိအိုးတုံးတဲ့လူတွေရှိရင်ကျွန်တော်အသစ်ဝယ်တဲ့အချိန်မှာเนาะဒီပတိအိုးကစိတ်ထဲမှာတန်ရာရှိတယ်ဆိုရင်ကျွန်တော်နေလာ electronic ပခိုးမှာเนาะအခမဲ့ကျွန်တော်